စီဘိုးကိုရှော့ချကျင်တာလားဒါမှမဟုတ်စီဘိုးကုန်ကြစိတ်ကိုလုံးဝမရှိစေကျင်တာလားစိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းလုပ်နေကြတဲ့လူကြီးမင်းတို့အနေနဲ့လုပ်ငန်းမှာအဓိကလိုအပ်ပြီးတော့လုံလောက်တဲ့ရေရရှိဖို့အတွက်အရင်တုန်းကလိုပဲစီဘိုးကုန်ကြခံပြီးတော့ရေတင်နေတော့မယ်လားမီးစက်နဲ့ရေတင်ရတာဟာစီဘိုးကုန်ကြတယ်လို့အတန်ဆူပြီးတော့တဘာဝပတ်ဝန်းကျင်ကိုလည်းထိခိုက်စေပါတယ်အခုလိုစီးစေးကြီးပြီးတော့ဝယ်ရွက်ခက်ခဲနေတဲ့အချိန်မှာဆိုလို့ရှိရင်ပို့ပြီးတော့ဒုက္ခရောက်ပါတယ်လုပ်ငန်းကနေရလာတဲ့လူကြီးမင်းတို့ရဲ့အမျက်ကလည်းစီဘိုးလေးပဲထည့်နေရတော့အမျက်ရတာလည်းပို့ပြီးတော့နည်းပါတယ်ဆိုတော့ဒီပြဿနာကိုဘယ်လိုမျိုးဖြေရှင်းကြမလဲအဖြေကတော့လွယ်ပါတယ်ဆိုလာရေပန့်မှာမထွေးအင်မတာခက်ကြမလို့တဲ့ဆိုလာဓာတ်ရဲ့တုံးရေပန့်ပဲဖြစ်ပါတယ်ဆိုလာဓာတ်ရဲ့တုံးရေပန့်နေတက်စင်မယ်ဆိုလို့ရှိရင်လူတော်တော်များများပထမဆုံးစဉ်းစားတဲ့ချက်ကတော့ကနက်ဦးကုန်ကြစိတ်ပါကျမတို့ Universal Solar မြန်မာကနေဆိုလာဓာတ်ရဲ့တုံးရေပန့်နေတက်စင်ပေးခဲ့ရဆိုလို့ရှိရင်10စုနှစ်တခုကျော်ရှိခဲ့ပါပြီတကယ်တမ်းလုပ်ငန်းတော်တော်များများမှာဆိုလာဓာတ်ရဲ့တုံးရေပန့်စနစ်တွေတက်စင်ပေးခဲ့တဲ့ကုန်ကြစိတ်ရဆိုလို့ရှိရင်တချို့လုပ်ငန်းတွေရဲ့တလားစာစီဘိုးကုန်ကြစိတ်ဝင်ကျင်တာရှိပါတယ်ဆိုလာဓာတ်ရဲ့တုံးရေပန့်တွေကတော့တစ်ခါတက်စင်ထားရုံနဲ့နှစ်ပေါင်းများစွာရေရှည်ကိုအေးအေးဆေးဆေးအသုံးပြုံပါပဲလူကြီးမင်းတို့အနေနဲ့လူကြီးမင်းတို့ရဲ့လုပ်ငန်းမှာဆိုလာဓာတ်ရဲ့တုံးရေပန့်တွေတက်စင်မယ်ဆိုလို့ရှိရင်လုပ်ငန်းအတွက်စီဘိုးလုံးဝကုန်ကြခံကြမလို့တော့တဲ့ဒီစီအောင်လေးပတ်တွေကိုရွေးချက်သက်ဆင်နိုင်တယ်လို့ငါတို့ကတော့စိုက်ခေးချန်တွေမွေးမြူလုပ်ငန်းတွေကကြီးလို့မို့24နာရီပတ်လုံးမောင်းနေမှလောက်မယ်ဆိုတဲ့လူကြီးမင်းတို့အတွက်လည်းဆိုလာနဲ့ရော EPC တို့မီးစက်တို့နဲ့ပါတွဲမောင်းလို့ရတဲ့ ACDC နှမျိုးသုံးပတ်တွေကိုလည်းရွေးချယ်တက်ဆင်နိုင်ပါတယ်ဆိုလာရေပတ်စနစ်တက်ဆင်တာဟာကနဦးကုန်ကြစေရှိပေမဲ့ရေရှည်မှာအကျိုးအမြတ်ပိုများစေမဲ့ယင်းနှမြုံနှမှုတစ်ခုပဲဖြစ်ပါတယ်ဒီစီအောင်လေးပတ်လား ACDC ပတ်လားကိုအသုံးပြုမဲ့အနေထားအခြေအနေပေါ်မူတည်ပြီးတော့ရွေးချယ်တက်ဆင်နိုင်ပါတယ်အခုဒီဗီဒီယိုကြည့်နေတဲ့လူကြီးမင်းတို့အနေနဲ့လည်းလူကြီးမင်းတို့ရဲ့လုပ်ငန်းအတွက် ACDC ပတ်လားဒီစီအောင်လေးပတ်လားဘယ်စနစ်ကပိုတည်တော်မလဲဆိုတာကိုသိရှိလိုပါကကွန်မန့်မှာလည်းမေးမြန်းလို့ရတယ်လို့ Viber နံပါတ်09909968ကိုတိုက်ရိုက်ဆက်သွယ်ပြီးတော့လည်းအခမဲ့မေးမြန်းနိုင်ပါတယ်ရှင်အခုဒီဗီဒီယိုကအကျိုးရှိတယ်ဆိုရင်တော့ like and follow လုပ်ထားပြီးတော့နောက်ထပ်အသစ်လာမယ်ဆိုလာဘူးသူသားတွေနဲ့ project video အသစ်တွေကိုလည်းဆက်လက်ကြည့်ရှုဖို့မမေ့ပါနဲ့နော်